ရွာအစုံကအိမ်အိုကြီးတစ်လုံးကိုလူတွေကတရေအိမ်လို့ခေါ်ကြတယ်ညဘက်ဆိုရင်အပေါ်ထက်ကနေခြေတံတွေကြားရတယ်လို့ပြောကြတယ်။ဒီနေ့မှာကိုအောင်ကအဲ့ဒီကောလာဟလကိုမယုံဘဲအိမ်ထဲဝင်သွားတယ်။အိမ်ထဲမှာဖုန်တွေထူပြီးတိတ်ဆိတ်နေတယ်ဒါပေမဲ့အပေါ်ထက်ကနေတောက်ဆိုတဲ့ခြေတံတန်ကြားလာတယ်။ကိုအောင်ကဖုံးပြီးထုံးပြီးလေကားတက်သွားတယ်။အပေါ်ထက်မှာအခန်း၃ခန်းရှိတယ်ပထမအခန်းကိုဖွင့်ကြည့်တော့ဘာမှမရှိဘူးဒုတိယအခန်းမှာလည်းပရီဘောကဟောင်းတွေပဲတွေ့ရတယ်ဒုတိယအခန်းတကားရှိရောက်တော့ခြေတံကရက်သွားတယ်တကားကိုဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့အချိန်မှာအခန်းထဲမှာမှန်ကြီးတစ်ချက်ပဲရှိနေတယ်ဒါပဲလားလို့ကိုအောင်ပြုံးလိုက်တယ်ဒါပေမဲ့မှန်သေးကိုကြီးလိုက်တဲ့အခါသူ့နောက်မှာမိန်းကလေးတစ်ယောက်ရက်နေတယ်လန့်ပြီးနောက်လက်ကြည့်တော့ဘယ်သူမှမရှိဘူးမှန်သေးပြန်ကြည့်လိုက်တော့မိန်းကလေးကပိုနီးလာပြီကိုအောင်ထွက်ပြေးဖို့လှည့်လိုက်တဲ့အချိန်မှာမန်သေးကမိန်းကလေးကဒိုးဒိုးလေးပြောလိုက်တယ်မင်းလဲငါတို့လိုဖြစ်သွားပြီကိုအောင်နားမလဲခင်မှာပဲမန်သေးကသူ့ပုံရိပ်ဟာပျောက်ကွယ်သွားတယ်နောက်နေ့မနက်မှာရွာသားတွေအိမ်ထဲဝင်ရှာကြတော့ဘယ်သူမှမတွေ့ရဘူးဒါပေမဲ့ပေါ်ထက်ကမန်ကြီးထဲမှာတော့မိန်းကလေးတစ်ယောက်နဲ့အတူကိုအောင်ရဲ့ပုံရိပ်ကတိတ်တိတ်လေးရက်နေခဲ့တယ်ပြီးပါပြီဇလန်းလေးကတော့ဒါ